ဆယ်စုနှစ်နှစ်စုကျော်ထိအခိုင်အမာရပ်တည်ထားပြီးတော့ယနေ့ထိလူကြိုက်များတဲ့ဆိုင်ငယ်ကိုပြပါဆိုရင်ဘောကြားဆိုင်ငယ်လေးတွေကိုညွှန်ရပါလိမ့်မယ်ထူးခြားချက်ကထွက်လာကြတဲ့ကနေယနေ့ချိန်ထိတောက်လျှောက်ဒီပုံစံဒီစတီကာဒီဒီဇိုင်းအတိုင်းပဲဘာမှမပြောင်းလဲပဲတွေ့ရတာကသူ့ရဲ့ထူးခြားချက်လို့ပြောရပါလိမ့်မယ်အချို့ brand များစုဆိုလို့ရှိရင်မီလုံးမီကွက်ဒိုင်းကွက်စတီကာကာဘာချိုးစားလေးတွေပြောင်းတာကိုတွေ့ရပါမယ်ဒီလော်ကြားကတော့ယနေ့ချိန်ထိဘာမှမပြောင်းလဲပဲနဲ့ဒီတိုင်းဆက်ရှိနေတာကသူ့ရဲ့အားတာတဲ့ထူးခြားချက်တစ်ခုလို့ဆိုရပါလိမ့်မယ်ဒီလိုလော်ကြားပုံစံလေးတွေကိုမှကြိုက်နှစ်သက်လို့ဝယ်အားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ standard ဆိုင်ငယ် showroom မှာပစ္စည်းရွေးချယ်စရာများများလေးဖြစ်အောင်ကျွန်တော်တို့စီစဉ်ထားပါတယ်ခင်ဗျာဒါအပြင်အင်ဂျင်နဲ့ပတ်သက်လို့စိတ်ချရအောင်အင်ဂျင်အာမခံကိုလည်းကျွန်တော်တို့ standard ကနေပြီးတော့9လတိတိဝန်ဆောင်မှုပေးထားပါတယ်9လတွင်မှာအင်ဂျင်နဲ့ပတ်သက်လို့ပစ္စည်းတစ်စုံတစ်ရာဖြစ်တယ်ဆိုရင်ပစ္စည်းကလက်ခလုံးဝအခမဲ့အနေနဲ့ဝန်ဆောင်မှုပေးထားတဲ့အာမခံချက်လည်းရှိတာမို့ကျွန်တော်တို့လမ်းလာကဲဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကြိုက်နှစ်သက်လို့ဝယ်အားပေးခြင်းနဲ့ဆိုရင်တော့ဘိုးချုပ်ကျေးရုံအနီးရေလေးလမ်းမပေါ်မှာဖွင့်လှစ်ထားတဲ့ standard ဆိုင်ငယ် showroom မှာလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ